မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းညီကြချုပ်ယူကီယာသူမှနှုတ်ထွက်တယ်ဆိုတဲ့တဲ့တင်ဆက်ပေးပါမယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းညီကြချုပ်မတ်စတာတေဆိုလိုယူကီက2025စီကိန်းအမျိုးသမီးဘောလုံးပြိုင်ပွဲမှာမြန်မာအသင်းအုပ်စုအဆင့်မှကျော်လွန်နိုင်ခြင်းမရှိတဲ့အတွက်ယမနေ့ညကပဲညီကြချုပ်ရာသူကနေနှုတ်ထွက်လာပြီးဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာကျင်းပလျက်ရှိတဲ့2025စီကိန်းနယ်ပွဲအမျိုးသမီးဘောလုံးပွဲစဉ်ထဲမှာမြန်မာအသင်းက2ပွဲနိုင်တပွဲရှုံးရှာလ်မတ်6မှတ်အကွာနဲ့ပဲဖိလစ်ပိုင်အသင်းနဲ့အမှတ်တူဖြစ်တော်လဲပဲ6ကွာခြားကြကြောက်ပဲအုပ်စုအဆင့်နဲ့ကျင်းပခဲ့ရပါတယ်။အသက်54နှစ်အရွယ်ရှိပြီဖြစ်တဲ့ဂျပန်နိုင်ငံသားနီဂျာယူကီက2023ခုနှစ်ကစတင်ပြီးမြန်မာလက်ရေးစမျိုးသမီးအသင်းနီဂျာချုပ်ဖြစ်လာခဲ့တယ်လို့ပါ။မြန်မာမျိုးသမီးအသင်းကို2023စီးကိန်းမှာဒုတိယနဲ့2025နီပေါ်ဖိတ်ကော့ပလာချန်ပီယံဆုနဲ့2025အာဆီယံချန်ပီယံရှစ်မှာဒုတိယဆုတို့ရရှိခဲ့ပြီးအိုလံပစ်ချစ်စစ်ပွဲအာရှဗလာချစ်စစ်ပွဲတို့မှာချစ်စစ်ပွဲမအောင်ခဲ့တယ်လို့ပဲယခုနေ့စီးကိန်းမှာဆိုရင်လည်းအုပ်စုကနေကျော်လွန်နိုင်ခြင်းမရှိခဲ့ပါဘူး။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့မတ်စတာတေဆိုလိုယူကီရဲ့အနာဂတ်မှာအောင်မြင်မှုတွေရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းပန်လိုက်ပါသေးတယ်။